ဥပါဒဏ်တွေကုန်သွားတယ်တဏှာတွေကုန်သွားတယ်ကိလေသာတွေကုန်သွားတော့ကံတရားကကိလေသာဆိုတဲ့အဖို့မရှိအကျိုးမပေးနိုင်တော့အကျိုးမပေးနိုင်တော့ဒီကံတရားတွေဟာဘယ်လိုမှလုပ်ပြီးတော့အကျိုးတစ်ခုထုတ်လုပ်လို့မရတော့ဘူးမနာလို့စရာတော့မရှိပါဘူးเนาะမနာလို့စရာမရှိဘူးအရတ္တမဆိုတဲ့စွမ်းအားကြီးတဲ့ကံတရားကြောင့်ကံတရားတွေဟာအကျိုးပေးနိုင်စွမ်းမရှိတော့ဘူးအဲ့လိုအကျိုးပေးနိုင်စွမ်းမရှိတဲ့ယန္တာဘဝရောက်သွားတယ်ယတ္တပပံကတံပံပံယတ္တပပံကတံကမ္မံကုတလေနပိဋိယတိအလုံးဆိုးတဲ့အကုသိုလ်ကံတွေကိုကုသိုလ်တရားနဲ့ပိတ်ဆို့ပလိုက်တယ်ဆုတ်ပိတ်ပလိုက်တယ်စွမ်းအားကြီးတဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်ပလိုက်တယ်လွန်ငင်းခွင့်ပေးလိုက်တယ်လို့ပဲသူမှာအားလုံးကံတရားတွေကိုစွမ်းအားကြီးတဲ့ကံတရားကနေလွန်ငင်းချမ်းသာခွင့်ပေးလိုက်တယ်ဒီကံတွေဟာအကျိုးပေးခွင့်မရှိတော့ဘူးသူတို့ပြောတာကျိုးပေးเสียရလဲဘဝဆိုတာသူကရှိမှမရှိဘူးနောက်ဆုံးဘဝဖြစ်သွားပြီအဲ့ဒီမှာသို့တော်လဲဒိဋ္ဌဓမ္မဝေရဏိယကံရဲ့အကျိုးကိုခံစားရလို့ဆွမစားရတဲ့ရက်တွေခေါင်းကွဲရတဲ့ရက်တွေဟောဒီလိုဖြစ်တော့မြတ်စွာဘုရားကအေးအကုသိုလ်တွေလှုပ်ထားလို့ဒီလိုအကျိုးတွေခံစားရတာရှင်ကုလိမာလကိုဟောပြောပြီးတော့တရက်တော့ရှင်အင်ကုလိမာလမြို့ရဲရတဲ့ဆွမ်းခံသွားရင်းနဲ့မိမဖွားနိုင်လို့ဒုက္ခရောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ငိုသံဟောဟစ်ညဉ်းညူတံတွေကြားလာတဲ့အခါရင်ထဲကအကျဉ်းတရားဖြစ်လာပြီကြောက်ရောက်တော့ဘုရားကိုလျှောက်တယ်။အော်တတဝါတွေကဒီလိုဒုက္ခရောက်ကြတာပါလားဒီလိုစိတ်ဆင်းကြတာပါလားကိုယ်ဆင်းရဲမှုတွေဖြစ်ကြပါလားအဲ့လိုပြောတော့မြတ်စွာဘုရားကရှင်အကုလိမာလကိုသစ္စာဆိုလို့ရှိရင်အဲ့ဒီဒုက္ခတွေကလွတ်နိုင်တယ်ဆိုပြီးတော့သစ္စာစကားကိုသင်ပေးလိုက်တာအဲ့ဒီဘုရားသင်ပေးတဲ့သစ္စာစကားဟာခုအင်္ဂုလိမာလပြိတ်ဆိုတာဖြစ်လာတယ်ပေါ့ယတောဟံပဂိနိမိမဖွားနိုင်တဲ့အမျိုးသမီးကိုခေါ်တာပဂိနိနှမလို့ခေါ်တယ်ယတောဟံပဂိနိအရိယာယဇာတိယဇာတောနာရိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတာဟောရောပေတာတေနသစ္စေနသုဋ္ဌိတေဟောတုသုဋ္ဌိခပ္ပတာနမမြင့်မြတ်တဲ့ယဟန်ဘဝရောက်လာတဲ့အချိန်ကစပြီးတော့ဒီစီလိုတဲ့စိတ်နဲ့တရားတွေရဲ့အသက်ကိုတတ်ခဲ့တယ်ဆိုတာသူအမှတ်မရပါဘူးသိမှတ်ထားတာမရှိပါဘူးလုံးဝမရှိပါဘူးဒီမှန်သောစကားကြောင့်တင်ကိုယ်တိုင်ချမ်းသာပြီးတော့ကလေးလေးချမ်းချမ်းသာသာဖြစ်ပါစေလို့ဟောဒီလိုသစ္စာစကားဆိုတာဒါသုဋ္ဌိတေဟောတုသုဋ္ဌိကမ္မအဲ့တော့သစ္စာဆိုတဲ့နေရာမှာမှန်တာတစ်ခုကိုပြောအောင်ပြောပြီးရင်လိုချင်တာတစ်ခုကိုတောင်းဆိုအခုဒီမှာလဲယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇီဝိတံဟောရောပေတာဆိုတာဒီစကားလေးကသစ္စာစကားအဲ့သစ္စာစကားရဲ့နောက်မှာပါတော့တေနသစ္စေနဟောဒီသစ္စာစကားကြောင့်သုဋ္ဌိတေဟောတုမင်းကိုယ်တိုင်ချမ်းသာပါစေသုဋ္ဌိကပ္ပတကလေးလည်းချမ်းသာပါစေဟောဒါလိုချင်တာပြောလိုက်တယ်အဲ့ဒီသစ္စာစကားရဲ့စွမ်းအားကိုဘုရားထံကသင်ပြီးတော့သစ္စာစကားကိုသင်ပြီးတော့အဲ့ဒီမိမဖွားနိုင်လို့ဟောဟစ်ညင်းညူနေတဲ့အမျိုးသမီးစီသွားပြီးတော့ရှင်အင်္ဂုလိမာလကဒီသစ္စာစကားကိုဆိုလိုက်တဲ့အခါမှာကြားနာရတဲ့အမျိုးသမီးဟာချက်ချင်းပဲမိဖွားပြီးတော့ချမ်းသာဒုက္ခရသွားတယ်အဲ့ဒီကနေစပြီးတော့ရှင်အင်္ဂုလိမာလဆွမ်းလောက်မဲ့လူတွေပါတယ်လေဩအကျဉ်းသာကြီးမားပါတယ်ဆိုတဲ့တစ်ချိန်တုန်းကမသိလို့မိုက်မဲခင်မဲ့အခုချိန်မှာအကျဉ်းသာတရားတွေရှိပါတယ်ဆိုတာကိုအားလုံးကလက်ခံလာတယ်ရှင်ကုလိမာလသာဝတိထိုက်တဲ့တော့အစဉ်ပြေပြီးတော့လူလူပရိသတ်ရဲ့မေတ္တာကိုပြန်ရရှိလာတယ်လို့ဒီလိုဆိုတာနော်အေးအင်္ဂုလိမာလပြိတ်ဆိုတာအဲ့ဒါလိုဖြစ်ပေါ်လာတာဖြစ်တယ်ဒီအင်္ဂုလိမာလပြိတ်ကိုရွတ်ဖတ်30ခြင်းဖြစ်ဘေးရန်ခတ်သိမ်းနေပျောက်ကင်းနိုင်တယ်ဒါမဖွားတဲ့မိခင်တွေဒါဖွားနိုင်တယ်နောက်ဆုံးမှာဒီပရိယေလေးကိုယူပြီးတော့အသုံးပြုခြင်းအဖြစ်လေဘယ်လဲကူကူမိခင်ရောကလေးပါချမ်းချမ်းသာသာဖြစ်နိုင်တယ်လို့ဆိုတာသစ္စာရဲ့စွမ်းအားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တိုင်းဒါကဘုရားကုံတရားကုံသံဃာကုံမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာဖြစ်လို့